တမျိုးနဲ့အောင်တဲ့တမျိုးတဲ့တောင်တော်တော်တဲ့တက်တာနေပြီညီမလေးတဲ့2မျိုးဆိုရင်တော့တဲ့ပို့ပြီးပြည့်စုံပြီပေါ့နော်တဲ့ကျေးဇူးအများကြီးတင်ပါရှင်မမကြီးဒါဒီမမပြောထားတာကြတော့ဘယ်ဟာလေးလဲဆိုတော့မမအသားလာ collagen serum လေးယူထားတယ် sun cream ယူထားတယ် makeup တစ်ထုပ်ယူထားတယ်မမဒီ serum လေးကိုပြောတာတင်းတိတ်နဲ့မှဲ့ကြောက်သမားကြီးဆိုလို့ရှင်ဒီ serum လေးကိုတကယ်ကိုသုံးပေးဘေးရဲ့ account ထဲမှာဝင်ကြည့်တိုင်း review တွေဆိုလို့ရှင်အများကြီးရှိတယ်သုံးတဲ့သူတိုင်းလည်းတကယ်တက်တာကြတယ်တကယ်လေးကြိုက်ကြတယ်ဒါကတော့အသားလာ collagen serum လေးကိုပြောတာပါရှင်เนาะကျေးဇူးအများကြီးတင်ပါတယ်မမရေ review လေးအတွက်ကျေးဇူးအများကြီးတင်တယ်2မျိုးဆိုရင်တော့ပို့ပြီးတော့ထိရောက်တာပေါ့မမရဲ့2မျိုးဆိုရင်တော့ပို့ပြီးတော့တက်တာမြန်တာပေါ့သူကကြတော့ရေတက်ဖြည့်ပေးမယ်အသားရည်ကိုကြည်ဆိုလာမယ်သူကကြတော့လည်းမျက်နှာပေါ်ကမှဲ့ချောင်းနဲ့တင်းတိတ်တွေကိုတိတိတတ်တာစေတဲ့အသားလာ collagen serum ဖြစ်တဲ့အတွက်ဒီ2မျိုးသာတွဲပြီးတော့သုံးမယ်ဆိုလို့ရှိရင်တင်းတိတ်နဲ့မှဲ့ချောင်းကိုတိတိတတ်တာကိုတက်တာလာစေမယ်ပါလာစေပါမယ်ရှင်เนาะမမပြောတာအရင်မှတ်ပါရဲ့ပြီးတော့တချို့ကြတော့မင်းကဒီလိုမျိုး2မျိုးထိုးရောင်းတဲ့ခါကြလို့ရှိရင်တခြား2မျိုးတော့ကြီးအတင်းရောင်းနေဖြစ်မှာဆိုလို့အမြန်တက်တာခြင်းတဲ့သူတွေကအမြန်ဆုံးတက်တာခြင်းတဲ့သူတွေကဒီ2မျိုးကိုသုံးပေးတကယ်လို့မှ2မျိုးလေးမတက်နိုင်သေးဘူးဆိုလို့ရှင်တော့တင်းတိတ်အတွက်ဆိုလို့ရှင်တော့ဒါလေးကိုအရင်သုံးပါရှင်တော့ဒါကတင်းတိတ်နဲ့မှဲ့ကြောက်ကိုတိတိတတာကိုပါစီတက်တာစီတဲ့အသားလာ collagen serum မှာဒီ2မျိုးတွေသုံးမယ်ဆိုလို့ရှင်တော့အရန်ကိုပါဖတ်ပါမယ်ရှင်တော့အမြန်ဆုံးကိုတက်တာပါမယ်ရှင်တော့ review လေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်မိအခုလိုမျိုးဈေးတွေရောင်းရတာဒီလိုမျိုး review တွေကြောင်းမလို့ဒီလိုမျိုး review လေးပေးကြတဲ့အခါကျတော့မြို့ကိုပို့ပြီးတော့ယုံကြည်ကြတယ်အားပေးကြတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒါကတော့အခုလိမ့်ပြမှာကတော့နို့ရည်တူနာလေးပါရှင်နော်နို့ရည်တီးတန့်တူနာတီးတန့်လုံးဝသုံးစရာမလိုတဲ့နို့ရည်တူနာလေးပါအခုကဒီမနေ့ဆော့ဆော့စီစီရေချိုးပေးပြီးဖျားလက်ရှိကိုပေးပြီးအခုကတော့စကင်ကဲပါမယ်ရှင်နော်ဒါလေးကတော့ချွေးပေါက်တွေအရန်ကျယ်နေတဲ့သူတွေဆိုလို့ရှိရင်တိတိတတ်တာချွေးပေါက်တွေကျင်းမယ်အသားရည်တွေညစ်နေတဲ့သူတွေညစ်နေလို့စိတ်ညစ်နေတဲ့သူတွေဆိုလို့ရှိရင်ဒီဟာလေးကိုသုံးပေးပါရှင်နော်ချွေးပေါက်တွေလည်းတိတိတတ်တာကျင်းလာစေမယ်အသားရည်ညစ်တာကိုလည်းတဖြည်းဖြည်းနဲ့ကြည်လာစေပါမယ်ရှင်နော်ရေတက်ဖြည့်ပေးတဲ့နှုတ်ရည်တူးနာလေးပါသူကအစီဘူးနဲ့အဆိုင်ခဲကစာဖြော်ချပေးတာဖြစ်တဲ့အတွက်အစီဘူးစားဝတ်ချန်သမားတွေဆိုလို့ရှိရင်လည်းသုံးပေးလို့ရပါတယ်ရှင်နော်ဒါလေးကတော့နို့ရည်တီးတဲ့တူနာတက်လုံးဝသုံးစရာမလိုတဲ့နို့ရည်တူနာလေးပါရှင်เนาะတင်းတိတ်နဲ့မှဲ့ကြောက်သမားမျက်နှာကြီးတွေနေလောင်ကွက်ကြီးတွေကြောင့်ညစ်နေတဲ့သူဒီ2မျိုးတွဲမဟုတ်ဘူးဒီလိုမျိုး3မျိုးတွဲပြီးတော့သုံးမယ်ဆိုလို့ရှင်ပို့ပြီးတော့တော့မှပဲကောင်းပါသေးရဲ့ရှင်เนาะဒါကရေတက်ဖြည့်ပေးတဲ့နို့ရည်တူနာနို့ရည်တီးတဲ့တူနာတီးတဲ့လုံးဝသုံးစရာမလိုတဲ့နို့ရည်တူနာဒီဟာလေးကကျတော့အသားလာ collagen serum ဒီဟာကရေတက်ဖြည့်ပေးတဲ့ moisturizer ဒီ3မျိုးသာတွဲပြီးတော့သုံးပေးမယ်ဆိုလို့ရှင်အရန်ကိုတိတ်တာမြန်ဆန်ပါရှင်เนาะပြီးတော့နောက်တစ်ခုကပြောပါအောင်မယ် moisture လေးတွေလိုအပ်တဲ့သူလေးတွေယူထားပါနော်သုံးနေကြလူလေးတွေပစ္စည်းမပြတ်ခင်ယူထားပါမိလက်ထဲမှာပစ္စည်းအနံဘယ်လောက်လဲ10ဘူးကျော်ပဲကျန်တော့ရနော်ဘူး10ဘူးကျော်ပဲကျန်တော့တယ်အဲ့ဒါတော့မှအခု order တက်နေတဲ့ဟာရှိသေးတယ်နော်10ဘူးကျော်တော့မကျန်တော့ဘူးအမြန်ဆုံးယူထားပါရှင်နော်ပစ္စည်းပြတ်ပါတော့မယ်ကုန်တော့မယ်နော်မိလက်ထဲမှာအဲ့ဒါလေးတစ်ချက်ပြောပေးရပါရှင်